ဒီနေ့မှာတော့ကဘာပေါ်ကအလှပဆုံးဂျပန်မင်းသမီး9ဦးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်9အမည် Achika Matsumoto မွေးတက်ဂရစ်မတ်လ22ရက်2000ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2020ခုနှစ်မှယနေ့အထိနံပါတ်6အမည် Kanamama Jerry မွေးတက်ဂရစ်စက်တင်ဘာလ1ရက်1919ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2021ခုနှစ်မှယနေ့အထိနံပါတ်5အမည် Jun Kasuge မွေးတက်ဂရစ်ဇွန်လ14ရက်1919ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2020ခုနှစ်မှယနေ့အထိနံပါတ်4အမည် Mano မွေးတက်ဂရစ်နိုဝင်ဘာလ18ရက်2002ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2023ခုနှစ်မှယနေ့အထိနံပါတ်3အမည် Yuma Yatsuge မွေးတက်ဂရစ်စက်တင်ဘာလ14ရက်2000ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2020ခုနှစ်မှယနေ့အထိနံပါတ်2အမည် Raika Ono မွေးတက်ဂရစ်မေလ9ရက်2002ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2020ခုနှစ်မှယနေ့အထိနံပါတ်1အမည် Waina Mayashita မွေးတက်ဂရစ်မေလ22ရက်2000ခုနှစ်မွေးဖွားရာဒေသဂျပန်နိုင်ငံအမှုပညာသက်တမ်း2021ခုနှစ်မှယနေ့အထိဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်နာမည်ကြီးမင်းသမီးတွေရဲ့အချက်လက်သစ်တွေကိုသိရဖို့အတွက် subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်